လည်းနဲ့ဘဝကဘာလို့ရှိမရောက်တာလဲလို့တွေးဘူးသလားတကယ်တော့တင့်ရဲ့ဘဝကိုဖျက်ဆီးနေတာကကံကြမ္မာမဟုတ်ပဲရင်ထဲမှာအမြဲရှိနေတဲ့အတန်တိတ်လူသက်သမားတွေကြောင့်ဆိုရောသိယုံမလားအခုဒီဗီဒီယိုကိုကြည့်နေရတဲ့တောင်အဲ့ဒီစိတ်အဲ့ဒီခံစားချက်တွေကတင့်စိတ်ကိုထိချုံနေနိုင်ပါတယ်ဗီဒီယိုကိုအဆုံးထိသိချာကြည့်ပြီးတော့ကိုပြန်ပြီးတော့ဆက်စစ်ကြည့်လို့ရပါတယ်နော်ဟုတ်ကဲ့ပါရှင်ကျမကပိုပါကျမတို့လူသားတွေကစိတ်ခံစားချက်ရှိတဲ့တတဝါတွေပါဒါပေမဲ့တစ်ခါတလေမှာကျမတို့ရဲ့စိတ်ခံစားချက်တွေကကျမတို့ကိုပြန်ပြီးတော့ကျွံဖြစ်သွားစေတတ်ပါတယ်အောင်မြင်နေတဲ့လူတွေရောပျော်ရွှင်နေတဲ့မိသားစုဒါမှမဟုတ်လို့ရှိရင်တပ်ပနေတဲ့အနာဂတ်တစ်ခုဟာမှားယွင်းတဲ့စိတ်ခံစားချက်တစ်ခုနဲ့တွင်ပြပုံဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာတော့ကျမတို့ရဲ့ဘဝကိုမတိမတာလေးအစိတ်ခတ်ပြီးတော့ဖျက်ဆီးနေတဲ့စိတ်ခံစားချက်အကြောင်းနဲ့ဒီအရာတွေကိုဘယ်လိုတွန်းလှန်မလဲဆိုတာကိုပြောပြပေးသွားပါမယ်ရှင်။ဘဝကိုအမှန်တကယ်ဖျက်ဆီးစေနိုင်တဲ့စိတ်ခံစားချက်တွေအဓိကအချက်တွေတွေကမှပထမအဆုံးနံပါတ်1ကိုအားမလို့အားမရဖြစ်ခြင်းနဲ့နှိုင်းယှဉ်ခြင်းမှာလူတော်တော်များများဆိုရင်ကိုယ့်ရဲ့နောက်ွယ်ကအခြေအနေနဲ့တခြားသူရဲ့ social media မှာကောင်းကွက်တွေထုတ်ပြနေတဲ့အရာတွေကိုသွားပြီးတော့နှိုင်းယှဉ်နေတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီနှိုင်းယှဉ်ခြင်းရဲ့အကျိုးဆက်ကကိုယ်မှာရှိတဲ့အရာကိုမမြင်တတ်တော့ဘူးတန်ဖိုးမထားတတ်တော့ဘဲနဲ့စိတ်သက်ကြလာတတ်ပါတယ်။ဒါကြောင့်မလို့တခြားသူနဲ့သွားပြီးတော့မနှိုင်းယှဉ်ပါနဲ့မနေ့ကကိုနဲ့ဒီနေ့ကိုပဲသွားပြီးတော့နှိုင်းယှဉ်ပါနောက်တစ်ချက်အနေနဲ့နံပါတ်2အတိတ်ကနာကျင်မှုတွေကိုစုပ်ကိုင်ထားခြင်းတစုံတယောက်ကကိုလုပ်ခဲ့တဲ့အမှားတွေကိုနာကျင်နေတာကကိုယ်တိုင်အစိတ်တောက်ပြီးတော့တစ်ဖက်လူကိုတေပါစေတော့လို့စွတောင်းနေရတယ်အတူတူပါပဲအဲ့ဒီရဲ့အကျိုးဆက်ကဒေါသနဲ့အာဃာတတွေကကိုယ့်ရဲ့အုံနောက်ရဲ့စွမ်းဆောင်ရည်ကိုကြာဆင်းစေပြီးလက်ရှိအခွင့်အရေးကိုလက်လွတ်သွားစေတတ်ပါတယ်။ဒါကြောင့်မလို့ခွင့်လွတ်တတ်ဖို့လိုပါတယ်။ခွင့်လွတ်တတ်ခြင်းဆိုတာကတစ်ဖက်လူအတွက်မဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်လွတ်လပ်မှုအတွက်ပါ။အတိတ်ကနာကျင်မှုတွေကိုစုပ်ကိုင်ထားမိအစားခွင့်လွတ်ပါစွန့်လွတ်ပါ။နောက်တစ်ချက်အနေနဲ့ကတော့နံပါတ်3ရှုံးနိမ့်မှာကိုကြောက်ရွံ့ခြင်းအမားလုံးဒီမှာကြောက်လို့ဆိုပြီးတော့ဘာမှမလုပ်ဘဲနေတာဟာအကြီးမားဆုံးအမားပါပဲ။ဒီကြောင့်စိတ်တွေကကိုယ့်ကိုတက်တောင့်တက်တာဖြစ်စေမယ်နဲ့ပဲကိုယ့်ဖို့ဆုံးထဲမှာပဲပေးလောင်ထားပြီးတော့တိုးတက်မှုအလုံးကိုရက်တန့်စေတတ်ပါတယ်။ဒါကြောင့်မလို့ရှုံးနိမ့်မှုကိုမကြောက်ခဲနဲ့အဲ့ဒီရှုံးနိမ့်မဲ့အရာကိုသင်ခန်းစာလို့မြင်ကြည့်ပါ။၄အပြစ်ရှိတယ်ဆိုတဲ့စိတ်ကိုခံစားနေရခြင်းအတိတ်ကလုပ်ခဲ့တဲ့အမှားတစ်ခုအတွက်ကိုအမြဲတမ်းအပြစ်တင်နေတာဟာဘဝကိုရှေ့ဆက်မရအောင်ခြေချင်းခတ်ထားတယ်လို့ပါပဲအဲ့ဒီအရာရဲ့အကျိုးဆက်အနေနဲ့ကိုတန်ဖိုးမရှိဘူးလို့ခံစားရပြီးတော့ပျော်ရွှင်မှုတွေကိုညှင်းပယ်နေမိတတ်ပါတယ်ဒါကြောင့်မလို့အတိတ်ကိုပြင်လို့မရပေမဲ့အနာဂတ်ကိုတော့ဖန်တီးလို့ရပါတယ်အပြစ်ရှိတယ်ဆိုတဲ့စိတ်ကိုစွန့်လွတ်ပြီးတော့ကိုခွတ်လွတ်ပါငါအလိုမကျခြင်းနဲ့အမြဲတမ်းညှဉ်းညူနေခြင်းမှာပတ်ဝန်းကျင်မိဘစိတ်ရာကံကြမ္မာအရာရာကိုအဖြစ်တင်နေတဲ့စိတ်ဟာတင့်ကိုနစ်နာသူတရားအဖြစ်ပဲမြင်စေပါတယ်။ဒါကြောင့်အဲ့ဒီရဲ့အကျိုးဆက်အနေနဲ့ပြဿနာကိုပဲမြင်ပြီးတော့အဖြေကိုမရှာနိုင်တော့ပါဘူး။အပြုသဘောဆောင်တဲ့လူတွေကလည်းတင်နာကနေထွက်သွားပါလိမ့်မယ်။ဒါကြောင့်မလို့ပြဿနာကိုအာရုံစိုက်မဲ့အစားကိုကငါဘာလုပ်နိုင်မလဲဆိုတဲ့ solution ကိုပဲအာရုံစိုက်ဖို့လိုပါတယ်ရှင်။6ပါဖက်ဖြစ်ချင်လွန်းတဲ့စိတ်အရာရာတိုင်းဟာ 100% တိကျနေမှလှပနေမှဆိုတဲ့စိတ်ဟာကိုဘာမှမလုပ်ဖြစ်အောင်တားဆီးနေတဲ့အကြီးမားဆုံးအတားဆီးပါအဲ့ဒီရဲ့အကျိုးဆက်အနေနဲ့တပားသူရဲ့ဝေဖန်မှုတွေကိုကြောက်ရွံ့လာမယ်အလုပ်တစ်ခုကိုအချိန်ဆွဲနေတာတွေအတွက်ကြောင့်နောက်ဆုံးမှာအခွင့်အရေးခေါင်းနေလေလက်လွတ်ရတတ်ပါတယ်ဒါကြောင့်မလို့အလုပ်တစ်ခုကိုပြီးအောင်လုပ်ခြင်းဟာပြည့်စုံအောင်လုပ်နေခြင်းထက်ပိုပြီးတော့အကျိုးရှိပါတယ်ရှင်ဆိုတော့အရာရာကိုပါဖက်ဖြစ်ချင်လွန်းတဲ့စိတ်ထက်အမားတွေစားကနေတင်ယူပြီးမှသာပြည့်စုံခြင်းဆိုတဲ့အရာစီကိုသွားနိုင်အောင်လုပ်ပါ။ Okay နောက်တစ်ချက်အနေနဲ့နံပါတ်9တပားသူရဲ့အလိုကြလိုက်ပြီးတော့ဖြည့်ဆည်းပေးခြင်းနေတဲ့စိတ်ပါ။တပားသူကိုစိတ်ချမ်းသာအောင်လိုက်ပြီးတော့လုပ်ပေးနေရတာဟာကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်နေရာကိုတခြားသူတွေကိုပေးအပ်လိုက်တာနဲ့အတူတူပါပဲ။အကျိုးဆက်အနေနဲ့ကိုယ့်ဘဝရဲ့ကိုယ်ပိုင်အချိန်စွမ်းရည်နဲ့ရည်မှန်းချက်တွေဟာတခြားသူအတွက်ပဲကိုအသုံးတော်ခံဖြစ်သွားတတ်ပါတယ်။ဒါကြောင့်မလို့ကိုလေးစားမှုတွေဟာတဖြည်းဖြည်းနဲ့ပြောင်းဆုံးလာပါတယ်ဆိုတော့နိုးလို့ပြောရမှာကိုမကြောက်ပါနဲ့တင့်ရဲ့တန်ဖိုးကိုသတ်မှတ်ပါလူတိုင်းကိုစိတ်ကြည်နံအောင်လုပ်ပေးဖို့ဆိုတာကဘယ်သူမှမတတ်နိုင်တဲ့အရာပါ
ဒါကြောင့်မလို့လူတိုင်းကိုလိုက်ပြီးတော့ဖြည့်ဆည်းပေးခြင်းတဲ့စိတ်တွေကိုထိန်းလိုက်ပါကိုဘဝရဲ့ပျက်စီးဆုံးရှုံးစေတဲ့စိတ်ခံစားချက်တွေကဒီအရာအဓိကအချက်အနေနဲ့ပါဝင်နေတာဖြစ်ပါတယ်ရှင်။ Okay နောက်ဆုံးအချက်အနေနဲ့နံပါတ်၈လောဘစိတ်ဖြင့်အလင့်စလိုလှုပ်ခြင်းမှာဒီနေ့စိုက်လိုက်တဲ့အပင်ကိုမနှက်ဖက်မှာအသီးစားခြင်းတဲ့စိတ်ဟာကိုယ့်ကိုလမ်းမရောက်အောင်တွန်းပို့နေရတဲ့အတူတူပါပဲအကျိုးဆက်အနေနဲ့အောင်မြင်မှုကိုဖျက်လန်းကလိုက်ခြင်းတဲ့စိတ်တွေဖြစ်လာမယ်ရလက်တွေချက်ချင်းမရလာတဲ့အခါမှာအလွယ်တကူလက်လျှော့ခြင်းစိတ်တွေဖြစ်လာမယ်ဒီစိတ်ကပဲကိုယ့်ကိုလောင်းကစားဒါမှမဟုတ်လို့ရှိရင်မမှန်မကန်တဲ့ဝီရှာနီးရစီကိုဥတီသွားနိုင်ပါတယ်ဒါကြောင့်မလို့အောင်မြင်မှုတိုင်းဟာအချိန်ယူရတယ်ဆိုတာကိုလက်ခံမှလှုပ်ဆောင်ချက်တွေအပေါ်မှာပဲအာရုံစိုက်ပါရလက်ဆိုတာကတင့်တော်တဲ့အချိန်ကျရင်သူ့လိုရောက်ရှိလာမှာဖြစ်ပါတယ်လူတိုင်းမှာအမားတွေရှိတယ်နာကျင်မှုတွေရှိတယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကိုနင်းမွန်းပြီးတော့ဘဝကိုအဆုံးရှုံးခံမလားဒါမှမဟုတ်ရှိရင်အဲ့ဒီအရာတွေကိုသင်ခန်းစာယူပြီးတော့ပိုကောင်းတဲ့လူတရားအဖြစ်ဘဝကိုရှေ့ဆက်မလားဆိုတာကိုကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်မနေ့ကဆိုတဲ့အချိန်ကိုမဆောင်ပါနဲ့ဒီနေ့ဒီအချိန်အခုကနေစပြီးတော့တင့်ကိုပိတ်လောင်ထားတဲ့စိတ်ရဲ့အစိတ်အတောက်တွေကိုစွန့်လွတ်လိုက်ပါသင်ကအခုထပ်ပို့ပြီးတော့ပျော်ရွှင်မှုအောင်မြင်မှုထိုက်တန်တဲ့လူတစ်ယောက်ပါလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးစားတဲ့တူတယောက်ချင်းကြည့်တိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်သင်ရဲ့စိတ်ခံစားချက်တွေကိုတကယ်ထိန်းချုပ်နိုင်တဲ့နေ့ဟာသင်ဘဝကိုစတင်တဲ့နေ့ပါပဲလို့ပြောရင်းနဲ့အားလုံးနှုတ်ဆက်လိုက်ပါတယ်ကျမပြောရှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေရှင်နောက်ထပ်အနေနဲ့ဘလို့ဗီဒီယိုအကြောင်းအရာလေးကိုတင်ဆက်သွားမလဲလို့သိရအောင်ပူပူ YouTube Channel လေးကို Subscribe လုပ်တော့အကြံပြုပါတယ်ရှင်ကျမပြောရှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့အားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံး Bye bye ပါ